ရဲ့နေမှာစာအုပ်လေးတစ်အုံနဲ့အေးစစ်စစ်စာထိုင်ဖက်ချင်တဲ့သူတွေရှိလားဒါဆိုရင်တော့ဒီနေရာလေးကိုခေါ်သွားပါမယ်ဒါကတော့ရန်ကုန်က library လေးထဲမှာကျမအကြိုက်ဆုံးဖြစ်တဲ့ Goethe Institute က German library လေးပါဒီနေ့တော့ဒီမှာပွဲလေးလေးရှိရဆိုတော့ပွဲလေးလေး join နဲ့ထည့်ရောက်ဖြစ်ခဲ့ပါတယ်ဒါကတော့ library အောက်ထပ်မှာကလေးလေး lesson ပြထားတာပေါ့နော်ဒီနေ့ themes က cultural connection ဆိုတော့သူတို့မှာဆွဲထားတဲ့ပုံလေးပြထားတာပါအောက်ထပ်မှာဆိုရင်ကလေးလေးတွေအတွက်စာအုပ်လေးလည်းရှိပါတယ်ဒါကတော့ကလေးလေးလုပ်ထားတဲ့ creation လေးတွေကိုသူတို့ပြန်ပြထားတာပေါ့နော် German စာအုပ်လေးတွေရောအင်္ဂလိပ်စာအုပ်လေးတွေရောရှိပါတယ်ဒါကတော့အပေါ်ထက်ကကျမအကြိုက်ဆုံး reading corner လေးပါအဲ့နေရာလေးမှာထိုင်ပြီးတော့မူရတာလေးကိုကြည့်ပြီးစာအုပ်ဖတ်ရတဲ့အရာသားကမပြောပြတတ်အောင်ကောင်းပါတယ် German library ဆိုပေမဲ့အင်္ဂလိပ်စာအုပ်လေးလည်းရှိပါတယ် member လုပ်ချင်တဲ့ဆိုရင်တော့အဲ့ဒီ application လေးကို download ဆွဲရပါတယ်ပြီးရင်တော့ ID card တစ်ခုခုပြပြီးတော့မှအဲ့ app ထဲကနေဒီလို member ကတ်လေးရပါတယ်ပုံမှန်ဆိုရင် member ကြီးကတစ်နှစ်စာကို6000ပါဒီနေ့ကတော့ 50% promotion ရှိတော့ကျွန်မ3000နဲ့လုပ်ရခဲ့ပါတယ် library က member မဟုတ်လဲစာထိုင်ဖက်ချင်းဖတ်လို့ရတယ်အဲ့က desktop လေးလည်းသုံးလို့ရတယ် device နဲ့ library မှာလာလုပ်ချင်တော့ member လောက်ထားတာပိုအဆင်ပြေရပါတော့အဲ့ဒါမှ wifi ရမှာပါစာအုပ်ကတစ်ခါငှားရင်တော့အခုနှစ်ပတ်ထိငှားလို့ရတယ်နှစ်ပတ်ဖတ်လို့မှမပြီးသေးဘူးဆိုရင်နောက်ထပ်နှစ်ပတ်စီ၄ပတ်ထိထပ်တိုးသွားလို့ရပါတယ်အိမ်မှာအလုပ်လုပ်ဖို့အဆင်မပြေလို့ coffee ဆိုင်တွေမှာသွားပြီးအလုပ်လုပ်ရတဲ့ဆိုင်ဒီမှာလုပ်ရတာပို့ပြီးတော့အဆင်ပြေမယ်လို့တော့ထင်ပါတယ် internet ချီနေတော့မသုံးကြရသေးလို့မသိဘူးပေါ့နော်ဒီအရှိရမြင်ကွင်းလေးကလည်းအရန်ကိုလာတယ်အရှိမှာပိုက်ဆိုင် restaurant နဲ့ cafe လေးလည်းရှိပါတယ်ဒါတော့ညနေမှာသူတို့မှာဂီတပွဲလေးလုပ်တာရှိရနဲ့ကလေးတွေနဲ့တူရောပြီးတော့တငယ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်